အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာကျွန်တော်ထွန်းကြည်ပါလို့နိုင်ငံရေးကျင်းသားဟောင်းတူဖြစ်ပါတယ်လို့ဖိကင်းလုံခြုံကြပါစေလို့လည်းဆန္ဒပြုပါတယ် Renew Agency ရဲ့အစီအစဉ်ဖြစ်တယ်ပေါ့နော်နိုင်ငံရေးသုံးသပ်ချက်အစီအစဉ်မှာပေါ့နော်ဒီနေ့ခေါင်းစဉ်ကတော့စစ်နိုင်တိုက်ရေးအတွက်အာရခတပ်တော် EAR စံပြုစရာဖြစ်တယ်ဆိုတဲ့ခေါင်းစဉ်ပေါ်မှာမူတည်ပြီးတော့သုံးသပ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော်တို့အာရခတပ်တော် AA လို့ပြောလိုက်တာနဲ့ကျွန်တော်ဘာသွားသတိရလဲဆိုရင်1029စစ်စင်ရေးပေါ့နော်1029စစ်စင်ရေးအဲ့ဒီမှာ institution ပေါ့ဗျာ facility တည်ခဲ့တဲ့ကျွန်တော်တို့အဖွဲ့အစည်းပေါ့နော်စစ်တပ်ပေါ့နော် facility စစ်တပ်ပေါ့နော်သူက1029စစ်စင်ရေးမှာသမိုင်းတစ်လျှောက်မှာဗျာစစ်ပွဲတွေထဲမှာသမိုင်းတစ်လျှောက်မှာအထိတ်အနာဆုံးစစ်ပွဲတိုက်ခါအကြဆုံးစစ်ပွဲနောက်တစ်ခုကဆုံးရှုံးမှုအလွန်ကြီးတဲ့စစ်ပွဲအလိုလိုမှတိုက်ခါမရှိပါဘူးဆိုမှ1029စစ်စင်ရေးနဲ့ပထမအကြော့ဒုတိယအကြော့ပေါ့နော်နေမြေတွေအများကြီးအထိန်ခံလိုက်ရတယ်ဗျာညီနောင်သုံးပွဲမြို့တွေအများကြီးတိမ့်လိုက်နိုင်ခဲ့တယ်ဗျာသူလုံးဝမမျောလင့်တာဘူးအိမ်မက်တောင်မမက်ဘူးစစ်တိုင်းတွေကြမယ်လို့လဲလာရှိုးကြမယ်နော်နောက်တစ်ခုကအရှိမြောက်တိုင်းစစ်ဌာနချုပ်ကြမယ်နော်ဒါတွေနဲ့ပတ်သက်လို့ तू ဟာမမျောလင့်တာဘူးဆိုတော့ဒီဘက်မှာဆိုလဲထုံနည်းဆိုတော့စစ်တိုင်းဗျာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒီမှာလဲဆိုတော့ဒါတွေနဲ့ပတ်သက်လို့တောက်လျှောက်အလံပြူထောင်ပေါ့ဗျာစက္ကခမှုတွေကနေပြီးတော့လက်နက်တွေချပေါ့ဗျာကျွန်တော်တို့လက်နက်ချပါမယ်ကျွန်တော်တို့အညံ့ခံပါမယ်ကျွန်တော်တို့အလင်းဝင်ပါမယ်အဲ့လောက်ထိ1029စစ်စင်ရေးကကျွန်တော်တို့စစ်စင်ရေးသမိုင်းမှာEAOရဲ့စစ်စင်ရေးသမိုင်းမှာညီနောင်သုံးဘွဲ့ရဲ့စစ်စင်ရေးသမိုင်းမှာတော့တကယ်ကိုအလွန်အောင်မြင်တယ်ပေါ့ဗျာစစ်စင်ရေးဖြစ်ကောင်းပြီဘာကြောင့်အောင်မြင်တာလဲဒီဘက်မှာနှူးတော်လိုင်းကြီးအချိန်အဟုန်ကအဲ့ဒီချိန်အဲ့ဒီခါမှာကျွန်တော်တို့ရော့နေတဲ့အချိန်ပြည်သူလူထုကလည်းမျောလင့်တောင်းတနေတဲ့အချိန်1029စစ်စင်ရေးကနော်ကြီးညာလိုက်တဲ့အချိန်မှာပြည်သူလူထုတရက်လုံးက1029စစ်စင်ရေးကိုဗျာထောက်ခံတာအားပေးတာကအဲ့ဒီအရွေအဲ့ဒီတွန်းအားတွေကတော်တော်လေးကိုတာသွားတယ်ဗျာဆိုတော့အဲ့ဒီမှာကျွန်တော်ဗာလေးတစ်ခုပြောချင်လဲဆိုတော့AA ဒီကျွန်တော်တို့က AA ကိုပြောမှဖြစ်တဲ့အတွက်ဟိုကတော့1029စစ်စင်ရတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ကအောက်တိုဘာလပေါ့ဗျာနော်29ရက်နေ့ပေါ့နော်ကရင်နီမှာ1029စစ်စင်ရေးကိုထောက်ခံတဲ့အနေနဲ့17ဟုတ်ပြီနော်1139ခွန်ပေါ့ဗျာ1139ခွန်ရေ14လုံးရေဟုတ်ပြီနော်ထောက်ခံလာတာနော်ကဲဘာပဲပြောလို့လေဒီလောက်ရမှန်တဲ့အခါကျတော့ရေချက်မှန်တဲ့အခါကျနောက်ကလိုက်လာကောင်းပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဘာတစ်ခုပြောချင်လဲဆိုတော့ရေချက်ပေါ့နော်ရှမ်းပြည်နယ်အရှေ့မြောက်ပေါ့ဗျာထားပါတော့နော်ရှမ်းမြောက်ပေါ့ဗျာရှမ်းပြည်နယ်အရှေ့မြောက်တရုတ်မြန်မာနယ်စပ်ဒေသမှာအဲ့ဒီချိန်အဲ့ဒီခါမှာကျွန်တော်တို့ကြီးထွားနေတာပေါ့နော်တော်တော်လေး hot ဖြစ်နေတယ်ဗျာတကယ်ဘူးဗျာလက်ရဲဇက်ရဲပေါ့ဗျာအဲ့ဒါဇိုးတွေနောက်တစ်ခုကဒီ Godfather တွေနောက်တစ်ခုက Gangster တွေပေါ့ဗျာဆိုတော့ဘာလို့လဲသူ online ငွေလိမ်တာကြားဖြတ်နေဆိုတော့အဲ့ဒီမှာလေတရုတ်ကလည်းသူ့နိုင်ငံသားတွေသူ့ပြည်သူတွေလည်းတစ်နှစ်ဗျာနော်ငွေကြေးဆုံးရှုံးမှုပေါ့သူ့တိုင်းပြည်အတွက်ဆုံးရှုံးမှုကလည်းဟုတ်တယ်ဟိုနေ့ကဒေါ်လာဘီလီယံချီတယ်ပေါ့သူကလည်းအဲ့ဒါကြီးကိုဗျာနှိမ်နှင်းချင်နေတဲ့အခြေအနေအဲ့ဒီပေါ်မှာ online ငွေလိမ်ဂိုင်းတွေကိုထိန်းချုပ်ဖို့ဆိုတဲ့ရည်ချက်ပါတယ်1029စစ်စင်ရေးရဲ့ရည်ချက်နောက်တစ်ခုကအဲ့ဒီမှာဘယ်သူဘာဝင်ပတ်သက်နေလဲဆိုရင်တကယ်ကြတော့ဗျာကျေးဇူးတင်ရမှာက1029စစ်စင်ရေးထဲမှာတကယ်ကိုတိုက်ပွဲဝင်ခဲ့တဲ့ညီနောင်သုံးဘွဲ့အပါဝင်အဲ့ဒီပထမအကြော့ဒုတိယအကြော့စစ်စင်ရေးတွေအောင်မြင်မှုအောင်ပွဲအတွက်ကိုကျွန်တော်တို့ generation Z တွေ
ကျောင်းသားလူငယ်တွေ LPDF တွေ PDF တွေနောက်တစ်ခုကကျွန်တော်တို့ရဲ့မိဘပြည်သူလူထုရဲ့ထောက်ခံမှုတွေတက်ရေးကြည့်တော့ကျေးဇူးတင်ရပါ MNDAA ကလည်းကျေးဇူးတင်ရမယ် TNL ကလည်းကျေးဇူးတင်ရမယ် AA ကလည်းကျေးဇူးတင်ရမယ်တရုတ်အစိုးရကလည်းကျေးဇူးတင်ရမှာဘာကြောင့်လဲဆိုတော့လူထုရဲ့ထောက်ခံမှုမပါဘဲနဲ့10-29စစ်စင်ရေးကိုတရုတ်ကဘယ်လောက်ကြီးပဲမီးစိမ်ပြဘယ်လောက်ကြီးပဲကူညီမအောင်မြင်နိုင်ဘူးဗျဒါကြောင့်လူထုထောက်ခံမှုမရှိတဲ့မြည်သည့်လုံးရမဆိုမြည်သည့်တော်လိုင်းရေးမဆိုမြည်သည့်တိုက်ပွဲမဆိုတေချာတယ်မအောင်မြင်ဘူးဗျအဲ့ဒါကရှင်းတယ်ဆက်ပြောပါမယ်ဆိုတော့အဲ့ဒီငွေလိမ်ခိုင်းနေမှာကြားဖြတ်နေမှာဘယ်သူတွေပါဝင်ပတ်သက်နေလဲဆိုရင်နိုင်ငံတကာစစ်ရာဇဝတ်ကောင်မဲအွန်လိုင်းဥဆောင်နေအစိုးရအကြမ်းဖက်အဲ့ချိန်တော့စက္ကစပေါ့ဗျာနော်ပါဝင်ပတ်သက်တယ်ဒါတရုတ်လည်းသိတယ်နော်နောက်တစ်ခုကသူ့လက်အောက်မှာရှိနေတဲ့ဘယ်သူတွေပါနေလဲဆိုတော့ပြည်သူစစ်တယ်ဒါအားလုံးသိပါတယ်အဲ့ဒါတွေအားလုံးနှိမ်နှင်းဖို့ဆိုတဲ့ရည်ချက်လည်းပါဆိုတော့ okay ပေါ့ဗျာအဆင်ပြေတယ်လေဒီရဲချက်တွေကဒါအများလက်ခံတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့10-29စစ်စီစတင်ကြောင်းကိုကျွန်တော်တို့2023အောက်တိုဘာ29ရက်နေ့မှာပူးတွဲကြေညာချက်ဆိုပြီးတော့ညီနောင်၃ဘွဲ AA ရဲ့ TNL ရဲ့ MND ရဲ့ကြေညာလိုက်တယ်နော်အဲ့ဒီပုံမှာဗျာကြိုးစိုးထောက်ခံတဲ့ကျွန်တော်တို့ຫນွေဦးတော်လိုင်းရေးထဲမှာပါဝင်ပတ်သက်နေတဲ့နော်အင်အားစုတွေရောတော်လိုင်းအင်အားစုတွေရောပြည်သူလူထုတရက်လုံးပါနော်ကြိုးစိုးထောက်ခံတာတွေကိုကျွန်တော်တို့တွေ့ရတဲ့အပြင်နောက်တစ်ခုကနော်29ရက်နေ့မှာဒီညီနောင်၃ဘွဲကနေပြီးတော့ထောက်ခံတဲ့ပြည်သူလူထုတရက်လုံးအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကိုဗျာတိတန့်ကျေးဇူးတင်ပါတယ်ဆိုတဲ့ statement ထုတ်ပြီးတော့ရှင်းပြောရင်ဗျာတလုံစားမှုသူကျေးဇူးပေါ့ဗျာအဲ့လိုမျိုးညီနောင်၃ဘွဲကထုတ်ပြန်တယ်အဲ့ဒီမှာဘာအရေးကြီးတဲ့ကိစ္စပါလာပြီလဲဆိုတော့ကြိုးစိုးထောက်ခံတဲ့ပြည်သူလူထုတရက်လုံးနော်အဖွဲ့အစည်းအသီးသီးပေါ့နော်လူပုဂ္ဂိုလ်တယောက်ချင်းစီကိုတဲ့မိမိတို့ဒီညီနောင်၃ဘွဲအနေနဲ့များစွာဒါကျေးဇူးတင်တယ်ဆိုပြီးတော့အော်တိုဘာ29ရက်နေ့မှာနော်ထုတ်ပြန်လာတယ်အဲ့ဒီမှာဘာပါလာလဲဆိုတော့မိမိတို့ရဲ့နော်ရီမန်းချက်တွေဖြစ်တဲ့စစ်ရေးနိုင်ငံရေးရီမန်းချက်တွေနဲ့အတူတဲ့စစ်ရေးနိုင်ငံရေးရီမန်းချက်တွေနဲ့အတူတဲ့ပြည်သူလူထုတရက်လုံးလိုလားသောဆန္ဒနော်ညှော်မှန်းချက်တွေအပြည့်အဝရရှိသည့်အထိဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့အဲ့ဒီကြေညာချက်ထဲမှာတပါးတည်းပါသွားကျွန်တော်တို့ကအချိန်မှာအယံဝမ်းတာတယ်ဗျာနော်အယံဝမ်းတာတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဘယ်ဘက်လှည့်ခြင်းလဲဆိုရင် AA ကိုကျွန်တော်တို့ highlight လုပ်မှာဖြစ်တဲ့အတွက် AA ကဘယ်မှာစလိုက်လဲဆိုတော့ဟိုမှာအောက်တိုဘာ29ရက်နေ့ AA ကသူ့ရဲ့ရခိုင်ဒေသမှာစစ်စင်ရေးစခဲ့တာဒီ2023နိုဝင်ဘာ23ရက်နေ့မှာ AA စတယ်ဆိုတော့ဗျာကဲကောင်းပြီ AA ဒီအချိန်တိုအတွင်းမှာရှိတဲ့18မြို့နယ်ဗျာ14မြို့နယ်သိမ်းပြီးပါအောက်ကျန်တယ်ဆိုရင်စစ်ထွေကြမယ်ပေါ့ကြောက်ဖြူကြမယ်ပြောမန်းအောင်ကြမယ်ပေါ့နော်ဆိုတော့ကြောက်ဖြူတို့ဘာတို့မှလည်းတရုတ်ကအကျိုးစီးပွားတွေအများကြီးရှိနေတယ်ပေါ့နော်သို့တော်များလေ TNL ကို MNDAA ကိုတရုတ်ကဖိအားပေးတဲ့ပုံစံမျိုး AA ကိုသူကဖိအားပေးလို့မရဘူးဗျဘာကြောင့်လဲဆိုပထဝီနိုင်ငံရေးအရာလေမရတာပါနော် AA ကလေသူ့ရဲ့ခံယူချက်ယုံကြည်ချက်ကရှင်းတယ်နော် AA ဒီအရခတ်တက်တော်ပေါ့ဗျာသူ့ရဲ့ပြည်နယ်တစ်ခုတည်းသူ့ရဲ့ဒေသတစ်ခုတည်းအတွက်မဟုတ်ဘူးနော်မြန်မာနိုင်ငံထဲမှာမိတင်းနေထိုင်နေကြတဲ့လူမျိုးပေါင်းစုံပြည်သူလူထုတရက်လုံးအတွက်ဆိုတဲ့စစ်ရေးရည်မှန်းချက်နိုင်ငံရေးရည်မှန်းချက်နဲ့လုပ်တယ်အခုလိုမျိုးအောင်မြင်နေတာဒီလူတို့ရဲ့အထောက်ခံမှုမပါဘဲနဲ့အောင်မြင်မလားဗျာစဉ်းစားနော်နောက်တစ်ခုကလူတို့ယုံကြည်လာအောင်ယုံကြည်မှုအပြည့်အဝရှိလာအောင်အေကလက်တွေ့ကြမြေပြင်မှာအားထုတ်ကြိုးပမ်းမှုတွေကအခုချိန်ဒီပဲဆိုလိုတာပြောချင်တာဗျာပြည်သူလူထုဘက်ကနေပြီးတော့ပြက်သားခိုင်မာရက်တည်ပြီးသူဆောင်ရနေတယ်အေးတူပုံမြပဲဆိုတော့အဲ့လိုမျိုးအခြေအနေတွေရှိတဲ့အခါကျတော့ကဲကောင်းပြီအဲ့ဒါဆိုရင်သူကရခိုင်ပြည်
လွတ်မြောက်ရေးအတွက်ကြည့်ပဲမဟုတ်ဘဲနဲ့မြန်မာနိုင်ငံတဝှမ်းလုံးပေါ့ဗျာမြန်မာပြည်သူလူထုတည်းအလုံးလွတ်မြောက်ရေးအတွက်ကိုသူကရည်ရွယ်ပြီးတော့ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘလောက်တော့အရေးကြီးလဲဆိုရင်နော်သူကတကယ်ကြတော့အေးဆိုတာကျွန်တော်အမှတ်မမှောင်းဆိုနှစ်20လောက်တော့ရှိပေါ့ဗျာသူက KIA ရင်ဝင်နေရနေပြီးတော့သူ့ကိုမွေးထုတ်ပေးလိုက်တယ်ဆိုရင်တော့မမအောင်ပေါ့ဗျာဘာကြောင့်လဲဆိုတော့လိုက်စာမှာသွားပြီးတော့တင်တန်းတက်ခဲ့ရတယ်ဟောလိုက်စာကိုစစ်အကြမ်းဖက်တွေကနေပြီးတော့နော်လိုက်စာကိုတိုက်တဲ့အချိန်မှာလိုက်စာမှာတင်တန်းတက်နေတဲ့အရာရှိနော်အေရဲ့အရာရှိတင်တန်းတက်နေတဲ့ကျွန်တော်တို့ရခိုင်ရရှိလောင်းနေပေါ့ဗျာသူတို့ကြာဆုံးခဲ့တယ်အဲ့ဒါလည်းကျွန်တော်တို့မေ့လို့မရဘူးသို့တော်ညာလဲစဉ်းစားတော့နောက်တစ်ခုရှိသေးတယ်သူတို့ပြောနေတာပေါ့နော်သူတို့ရခိုင်လူငယ်17ယောက်လားမသိဘူးနော်ဒီဘက်မှာ MND ရဲ့ခေါင်းဆောင်ကြီးပေါ့ဗျာနော်တကယ်ကြလူငယ်လေးတွေရဲ့ဒီစစ်စင်ရေးပေါ့နော်လူငယ်လေးတွေရဲ့တော်လှန်ရေးပေါ့ရခိုင်ပြည်နယ်အဲ့ဒီကျွန်တော်တို့ရခိုင်ပြည်နယ်လွတ်မြောက်ရေးပေါ့ဗျာအဲ့ဒီချိန်လွန်ခဲ့တဲ့နှစ်30ကိုစဉ်းစားကြည့်ပေါ့နော်အဲ့ဒီမှာ MNDA ရဲ့ဒီခေါင်းဆောင်ကြီးကနေပြီးတော့သူတို့ကိုပုံမှန်လင်းပြောရင်လက်နဲ့အလက်100လားမသိဘူးဗျနော်သူတို့ကိုဒါထောက်ပံ့ကူညီပေးခဲ့တဲ့အခါကျဒီဘက်မှာ KIA ဒီဘက်မှာ MNDA ပေါ့နော်ဆိုတော့ဒါပေမဲ့တခုတော့ကြည့်ဘယ်လောက်ကြီးပဲပြဗျမကြိုးစားမဲနဲ့ဒီနေ့ဒီချီနေတီရောက်ဖို့ဘာမှမရှိဘူးကြည့်လိုက်တော့လဲဗျာဘုရားထုံးမြင့်နိုင်တဲ့လူငယ်ပဲလေဒုက္ခထလုပ်တဲ့ဒေါက်တာဟိုတင်းကဒီညွတ်တော့အောင်လဲလူငယ်ပဲအဆရှိတဲ့ဖြစ်လူငယ်တွေပေါ့ဗျာနော်ဆိုတော့ခါကြတော့ကျွန်တော်တို့တိုင်းပြည်မှာခုနကတော့ကျွန်တော်တို့စစ်နိုင်တိုက်ရေးအတွက်အေးကိုစံပြုဇရာဖြစ်တယ်လို့ပြောတာဟုတ်ကျွန်တော်တို့ဒီအချိန်မှာကျွန်တော်တို့ပြောမယ်လူငယ်တွေနဲ့ပတ်သက်တဲ့အခန်းကဏ္ဍအေးမှာလူငယ်တွေရဲ့အခန်းကဏ္ဍကိုစတာတွက်တဲ့ကလူငယ်တွေနဲ့တာတွက်တာအခု NUG စကန်ချက်အနေနဲ့ကျွန်တော်ပြောတာလူငယ်တွေရဲ့အခန်းကဏ္ဍကိုဘလောက် value တစ်ခုအနေနဲ့ဘလောက်တန်ဖိုးထားခဲ့ပြီးပြီလဲ NUG ထဲမှာလူငယ်ဘယ်နှစ်ယောက်လောက်ကိုအလေးနဲ့ထားပြီးတော့စဉ်းစားစီစဉ်ဆောင်ရွက်ပြီးပြီလေလူငယ်တွေကိုနေရာပေးဖို့ဘယ်လောက်ထိတွန့်ဆုတ်နေသလဲအဲ့ဒါကလည်း AAD role model ဖြစ်တယ်ဒီနေရာမှာလည်း AA ကိုကျွန်တော်တို့ကစံပြုရမှာနော်စံနမူနာယူရမှာ29စစ်စင်ကိုကြည့်ဒီဘုံရန်သူကိုဒီစစ်မိတ်စာတွေကိုပြဿနာရဲ့အရင်းမြစ်ဖြစ်တယ်နော်လက်သက်တရားခံဖြစ်တယ်ဒီစစ်အာဏာရှင်တွေကိုတိုက်ရင်နိုင်တယ်တိုက်မယ်ဆိုရင်နော်အောင်ပွဲရမယ်ဆိုတဲ့သတင်းစကားညီနောင်3ဘွဲ့နဲ့အတူအခုဆက်လက်ပြီးတော့တိုက်ပွဲဝင်နေတဲ့ AA ကလက်တွေ့မြေပြင်မှာတက်တည်ခံနေတယ်တကယ်တိုက်နေတာဒါကြောင့်လဲဗျာမြို့နယ်18မြို့နယ်မှာ14မြို့နယ်အမိရာဆုတ်ကင်ထားပြီးပြီအဲ့ဒါနဲ့ပဲလားဆိုတော့ကျွန်တော်မပြီးသေးဘူးဗျာအေကဘာကူညီနေတယ်လဲဆိုရင် SAF ចောင်းသားလေယုံတတ်တော်ပေါ့နော်နောက်တစ်ခုကမကွင်း PR တွေပေါ့ဗျာနော်တော့အရှိတော့ကျွန်တော်မပြောလို့တော့ပါဘူးအချိန်ရန်ဟိုလေးဖြစ်သွားမှာဆိုလို့နော်အရှိုချင်းအဖွဲ့တွေပေါ့နောက်တစ်ခုကမကွင်းရခိုင်နေဆက်နော်ဒီနေရာမှာတုံးတာတော့မကွင်းကျွန်တော်တို့ရခိုင်အဆက်ပေါ့အဲ့ဒီအဆက်မှာရှိနေတဲ့အဖွဲ့တွေပေါ့တော်လိုင်းအင်အားစုတွေကိုပြောတာပါနောက်တစ်ခုကမကွင်း sorry ရခိုင်မကွေးအဆက်ရခိုင်ဘကိုးအဆက်ရခိုင်ရာဝတီအဆက်အဲ့ဒီအထီကိုစစ်ရေးရထောက်လျှောက်ကူလဲကူညီတယ်နော်လူငယ်တွေလားစစ်တနာဒီမှာလာတဲ့လက်နဲ့လည်းအတိုင်းအတာတစ်ခုတည်းထောက်ပံ့တယ်ရက်ခါလည်းထောက်ပံ့တယ်ပတ်စံလည်းထောက်ပံ့တယ်အတိုင်းအတာတစ်ခုတည်းဆိုတော့ကျွန်တော်မေးချင်ပါတယ်ဘိုးရန်သူကိုပြက်သားတိုက်ပွဲဝင်နေတဲ့စစ်စင်ရေးတွေဆင်နည်းနေတဲ့အရကတတ်တော် AA သည်ကျွန်တော်တို့ခဲယမ်းမိကြောက်တွေ
မလောက်ငှတဲ့အတွေ့လုံးလုံးစေတော့ကျွန်တော်တို့စစ်ပွဲတွေရပ်ထားပါလို့ဆိုတာကြားဘူးလားကျွန်တော်လုံးဝမကြားစစ်ဆိုတာအဲ့လိုတိုက်ရတယ်စစ်ကိုစစ်နဲ့တိုက်တဲ့နေရာမှာလဲအေးအာရခတ်တတ်တော်ဒီကျွန်တော်တို့အတွက် role model ဖြစ်တယ်စစ်နာသွားတာမရှိဘူးနော်တော်လိုင်းရေးမှာတော့ဗျာစစ်ပွဲမှာတော့အတက်ဆုပ်တွေရှိတာပေါ့လွန်းထုံးနေတာတွေရှိတယ်လေအဲ့ဒါလွဲလို့နော်အေးရရှင်းတယ်ဗျာမာတယ်တော့သူ့ကိုလေ့လာတဲ့အခါကျတော့သူ့ရဲ့စစ်စင်ရေးတွေဗျာသူ့ရဲ့စစ်မဟာဗျူဟာတွေတော့ဒီဘက်မှာနော်စစ်ရေးနဲ့ပတ်သက်တဲ့နည်းဗျူဟာတွေတော်တော်အဆင့်မြင့်တယ်ဗျာတိတ်ရေးကြီးတယ်ဗျာအဲ့ဒါတွေနဲ့သူကအမွဲခံတယ်အခုပြောနေဆိုနေတာကြီးကြည့်ဗျာအခုကြမ်းခံရေးနေပြည်တော်ကောင်စီပေါ့ဗျာအဲ့ဒီမှာတာဝန်ယူထားတဲ့ဘူးလက်လှဆွေပေါ့ဗျာသူကဘာပြောလဲဆိုတော့တေးကြတယ်သူတို့ကဒီရက်ကောက်ပွဲမှာနိုင်မှာကြက်ဖို့ကဒါပေမဲ့ဟိုကကြည့်လေကြက်ဖို့ဗျာနော်အခုလေကြက်ဖို့နိုင်အောင်ဆိုပြီးတော့တမင်ကိုစနစ်တကျနော်လောက်ကြံဖန်တီးထားတဲ့ရွေးကောက်ပွဲအတွေ့အကြုံရွေးကောက်ပွဲရှိန် election သူအဲ့ဒါဘာပြောလဲဆိုတော့တေးကြတယ်တဲ့သူတို့အစိုးရဖွဲ့မှာလုံးပုံကြည့်နော်မပြန်ရသေးဘူးနော်နိုင်မယ်ဆိုတော့သူတို့ကြိုတက်ထားပြီးသားသူတို့ကဂျီရချက်ကဘာလဲဆိုရင်သူတို့ကကြိတ်မှာက AA နဲ့ MLD ကိုကြိတ်မှာတယ်ဒါလည်းပြောသေးတယ်အဲ့ဒါကိုတော့ဝါအတိတယ်တဲ့ဘာကြောင့်လဲဆိုတစ်ချိန်တော့ဘကဘောက်ကိုကြိတ်ခဲ့တယ်ချိန်မုန်းခဲ့တယ်နော်အဲ့ဒါကဝါအတိတယ်ဝါမပါရဲဘူးတဲ့အခု2021မှာဝါမပါရဲဘူးတဲ့ဆိုကျွန်တော်တို့အဲ့ဒါတွေကြိုတိနေရသားနဲ့ဘာပဲပြောကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ဒါပေမဲ့ AA ရဲ့ခေါင်းဆောင်တွေသည်စီရေးတွေမကဘူးနော်နိုင်ငံရေးအမြုံမြင်အလွန်ကြီးတယ်ဒါကြောင့်အချိန်တူအတွင်းမှာသူကတော်လိုင်းရေးမှာဒါတက်တန်းကအမှုဆုံးပဲလေနော်နှစ်20ဆိုတာကျွန်တော်အမှမမအောင်ဆိုပြောတာပါသို့တော်ညာလေတကယ်ကြိုးစားတယ်ဗျာနော်စိတ်သက်ရေးရအရာပေါ့နောက်တစ်ခုကခံယူချက်ယုံကြည်ချက်ပေါ့ဗျာနော်စိတ်သက်ခွန်အားယုံကြည်ချက်အားမှာပြည်သူလူထုရဲ့ထောက်ခံအားပေးမှုပံ့ပိုးကူညီမှုကျွန်တော်အဲ့ဒီမှာဘာလို့ကျွန်တော်ကစိတ်ပူလာလဲဆိုရင်ဒီဘက်မှာနော်တော်လိုင်းရေးအင်အားစုတွေပေါ့နော်ចောင်းသားလူငယ်တွေကိုကူညီနေတယ်တော်လိုင်းရေးအဖွဲ့အစည်းတွေကိုကူညီနေတယ်ဒီဘက်မှာအရှုံးကြီးရှုံးနေတဲ့ဘုံရန်သူကလည်းတစ်ချိန်လုံးဗျာကျွန်တော်ဒီနေ့မှာဘာသတင်းစကားပါကျင်လဲဆိုရင်ဖက်စစ်တပ်ကကျွန်တော်တို့တတ်ထဲမှာရန်ရနှစ်ခုရှိတယ်အဲ့ဒါဒီနော်60နှစ်မတိုင်ခင်တည်းကရန်ရတစ်ခုကဝါရဖြန့်ကြီးရန်ရနောက်တစ်ခုကစက်တက်စင်စီရန်ရအခုရခိုင်မှာနော်ရှုံးပြီးရှုံးလာတဲ့အခါကျတော့သူကမစားရတဲ့အမေသူဟာတင်းနဲ့ပတ်တော့အဲ့ဒီချိန်မှာငကိုလုံနေကြပါဗျာနော်လူမျိုးရေးဘာသာရေးနော်လူမျိုးရေးဘာသာရေးကိုလက်နဲ့အဖြစ်သူကအသုံးချပြီနော်ငကိုတော့ကလည်းအသုံးချခဲ့တယ်အခုလည်းအသုံးချဖို့ဝင်မလေးဘူးမလုံရဲဘူးဆိုတာဘာမှမရှိဘူးဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဘာစိုးရိမ်ပူပန်လဲဆိုရင်အေးကိုဖိအားပေးဖို့အတွက်သူကအိန္ဒိယကိုလည်းသူကချင်းကပ်ပြီးသူကဆောင်ရွက်နေတယ်သူရုပ်ောက်ပွဲကိုအိန္ဒိယထောက်ခံတယ်အိန္ဒိယနေပြီးတော့စောင့်ကြည့်လေ့လာတဲ့သူတွေလာမယ်နှစ်နိုင်ငံနော်သူကတော့အစိုးရလိုသုံးတာပေါ့အခုချိန်ထိစက္ကမပေါ့ဗျာနော်စစ်ကော်မရှင်ဒီအစိုးရမဟုတ်ဘူးတရားလည်းမဝင်ဘူးနောက်တစ်ခုကနိုင်ငံတော်လည်းမဟုတ်ဘူးနိုင်ငံတော်ရဲ့အစိပ်ပိုင်းလည်းမဟုတ်ဘူးဒါရှင်းလေးနော်အဲ့လိုမျိုးတွေကိုလည်းသူကချင်းကပ်လာတယ်ဘင်္ဂလားဒေ့ရှ်ကိုလည်းသူကချင်းကပ်တယ်ဗျတကယ်ကြတော့နော် AO pressure ပေးဖို့ AO ချိန်မိုးဖို့ပေါ့ဗျာဆိုတဲ့အခါကျတော့သူကဘာစိတ်ပူလာလဲဆိုရင်မစားတဲ့အမဲတဲနဲ့ပက်ဖို့ရှိလာတဲ့အခါကျတော့အဲ့ဒီရခိုင်ပြည်ထဲမှာရှိနေတဲ့လူအဖွဲ့အစည်းတွေရခိုင်လူအဖွဲ့အစည်းတွေရိုဟင်ဂျာလူအဖွဲ့အစည်းတွေတော့ရှိတယ်ကမန်ရှိတယ်ဗျာနော်မျိုးခမီတက်နော်ဗမာကြီးဆိုအထူးသဖြင့်တော့သူတို့ကတဲပေးနေတာကတစ်ဖက်မှာလည်းဟုတ်ပြီအာဆာတို့လိုအကြမ်းမဲ့သမားတွေအကြမ်းမဲ့အဖွဲ့အစည်းတွေမွေးထားတယ်နော် RSO တို့ဘာတို့တကယ်ကိုဒုက္ခရောက်နေတဲ့ကော်ပစားမှာဗျာနော်2019ကျွန်တော်မေးလို့မရဘူးခွင့်လို့လည်းမရဘူးနော်လူမျိုးတုံးတက်ဖြတ်ခဲ့တာရင်ဂျာလူမျိုးတွေဘလုံးမှကျွန်တော်လက်ခံလို့မရဘူးအဲ့ဒီအတွက်နဲ့ပတ်သက်လို့လေသူကကျွန်တော်ဆက်ကျူးလွန်ခဲ့တဲ့သူတွေကနော်စစ်ရာဇဝတ်ကောင်တွေကပြတ်သားကျွန်တော်တို့ကသူ့ကိုနိုင်ငံတကာဟုတ်ပြီနော်ရာဇဝတ်ခုံရုံးတွေနော်ပြည်တွင်းမှာကျွန်တော်တို့အခွင့်တာတယ်ဆိုရင်လေအဲ့ဒီခုံရုံးတွေတင်ပြီးတော့
transitional justice အတွက်ကိုကျွန်တော်တို့ကစီစဉ်ဆောင်ရွက်မှာဖြစ်တယ်လို့နိုင်ငံတကာဘက်ကလည်းစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ရာဇဝတ်ကောင်တွေကိုပြတ်ပြတ်သားသားထိရောက်သောလက်တွေ့ကျသောအရေးယူမှုတွေကျွန်တော်တို့ဆောင်ရွက်ဖို့အတွက်ကျွန်တော်တို့ဝိုင်းပြီးတော့ကျွန်တော်တို့ကနော်တွန်းအားပေးဖို့လိုတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီဒေသမှာလူမျိုးရေးပြိပခါတွေဘာသာရေးပြိပခါတွေအထီးယုံနေမပေါ်ပေါအောင်အဲ့ဒီဒေသထဲမှာရှိနေတဲ့အဲ့ဒေသကိုဥဆောင်ရလုပ်နေတဲ့အရကတတ်တော်အနေနဲ့လေအောက်ခြေမှာပုတ်တိုက်မှုတွေဖြစ်လေဖြစ်တာရှိပါပဲဟုတ်ပြီနော်ဆိုတော့ဒါလူမျိုးရေးဘာသာရေးပေါ့အဲ့ဒါတွေနဲ့ပတ်သက်အကောင်းဆုံးလမ်းညွှန်မှုတွေပေါ့နော်အကောင်းဆုံးလူမှုတာဟာတာဖြစ်ဖို့အတွက်ငြိမ်းချမ်းစွာအတူရှင်တွေ sorry ပါငြိမ်းချမ်းစွာအတူရှင်တွေနေထိုင်ရေးအတွက်ကိုအရကအတတ်တော်အနေနဲ့ဥဆောင်ပြီးတော့အောက်ခြေအစစ်စစ်သောအဖွဲ့အစည်းတွေနော်တပ်ဖွဲ့တွေကိုလည်းညွှန်ကြားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့သူတို့မှာစိတ်တန်ရာတွေရှိတယ်။ရွေးညာတွေမှာစိတ်တန်ရာတွေရှိတယ်။အခုလက်ရှိရှိနေတဲ့သူတွေကလည်းစိတ်တန်ရာတွေဘာလို့သူတို့အမျိုးတွေကလည်းကော့ပစမ်းမှာဒုက္ခတွေစကားမှာရောက်နေကြတာ။နောက်တစ်ခုကနိုင်ငံတကာကလည်းသူတို့ကိုနော်အကူအညီတွေဖြတ်တောက်ထားတဲ့အခါကျတော့စဉ်းစားကြည့်ဗျာ။တနေ့တလအချိန်နဲ့တပြင်းကြီးဒုက္ခတွေစကားမှာသူတို့နေဖို့ကသူတို့တွေအနာဂတ်ပြောက်လာတယ်။အဲ့ဒါကြတော့သူတို့စွန့်စားပြီးတော့နော်လှေစည်းဒုက္ခတွေရဲ့ဘဝနဲ့တခြားနိုင်ငံတွေကိုသူတို့သွားဖို့အတွက်သူတို့ကြိုးစားတယ်ဒါပေမဲ့ပြည်လည်ပြင်မှာသူတို့အသက်တွေအများကြီးဆုံးရှုံးသွားတယ်ထပ်တူထပ်မြပဲကျွန်တော်တို့ကအဲ့ဒီအတွက်ကြောင့်မလို့အတိတ်ကဒီချိန်မှာဥဆောင်ရွယ်လုပ်နေတဲ့အရကတတ်တော်ရဲ့ကျွန်တော်တို့စစ်ဦးစီးချုပ်ပေါ့ဗျာဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့တကွာအရကတတ်တော်ကိုဥဆောင်ရွယ်လုပ်နေတဲ့သူတွေအနေနဲ့ကအောက်ခြေမှာအမိုက်ကစပြတ်သက်မိမလားသူတို့ကတော့ရိုဟင်ဂျာလူငယ်တွေကိုစစ်မှုထမ်းဥပဒေနဲ့သူတို့ကစစ်သားစုဆောင်တယ်ပြီးတော့အဲ့ဒီလူတွေကိုလုံပုံကြည့်ဦးနော်2019ဩဂတ်လ25ရက်နေ့မှာလူမျိုးတောင်းရိုဟင်ဂျာတွေပေါ်မှာလူမျိုးတုံးနော်တပ်ဖြတ်ခဲ့တဲ့ရာဇဝတ်ကောင်တရခန်ကိုမတိုက်ဖဲနဲ့အဲ့ဒီရာဇဝတ်ကောင်ကနေပြီးတော့မတရားသဖြင့်စစ်မှုထမ်းဥပဒေနဲ့ဟုတ်ပြီနော်စုဆောင်းထားတဲ့သူတွေကအေးအေးကိုတိုက်ဖို့အတွက်ကိုဟုတ်ပြီနော်တိုက်ဖို့အတွက်ကိုသူတို့ကရှင်းပြောရင်စီးယုံနေတယ်တင်းသွင်းနေတယ်ဝါဒဖြန့်ချီနေတယ်စိတ်ကစစ်စင်ရေးတွေလုပ်နေတယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကနှစ်ဖက်ပေါ့နော်နှစ်ဖက်ရိုဟင်ဂျာဒီလူအဖွဲ့အစည်းကိုဥဆောင်ရလုပ်နေတဲ့သူတွေရိုဟင်ဂျာရေးတက်ကြွလှုပ်ရှားသူတွေနော်ရိုဟင်ဂျာဒီရိုဟင်ဂျာကိစ္စတွေမှာပေါ့နော်ဥဆောင်ရလုပ်နေတဲ့ခေါင်းဆောင်တွေအနေနဲ့ကလေဒီအချိန်မှာသဘောထားကြီးကြီးနဲ့ရမတ်ကြဲကြဲတားပြီးတော့နိုင်ငံရေးရအမျှော်မြင်ရှိနဲ့ဆောင်ရွက်ဖို့လိုတယ်ဒီအချိန်မှာဖြစ်နိုင်ရင်ရခိုင်ခေါင်းဆောင်တွေနဲ့အခုကတော့ကျွန်တော်တို့အရကတ်တက်တော်အေးနဲ့နော်ဒီရိုဟင်ဂျာကျွန်တော်လူအဖွဲ့အစည်းကိုဥဆောင်ရလုပ်တဲ့သူတွေရဲ့ကြားမှာစကားပြောဖို့လိုတယ်မူပေါင်းတွေမပါသေးခင်မှာအလွတ်သဘောစကားပြောဖို့လိုတယ်အဲ့ဒါဆိုရင်ဘုံရန်သူသည်သူတို့ရဲ့ထောင်ချောက်တွေသူတို့ရဲ့လှက်ွယ်ထဲကိုရောက်เสียအကြောင်းမရှိတော့ဆိုတော့တိတ်ရေးကြီးတယ်နော်ရခိုင်သည်နော်ပောက်ကွဲလူဇဲဇဲပေါ့နော်ရှင်းပြောရင်ဘုံနှလုံးကဲ့သို့သူတို့ကလှုပ်ထားတာလေအချင်းမြေလူမျိုးရေးအချင်းမြေဘာသာရေးမလိုလားတဲ့ပြဿနာတွေပေါ့နော်အဲ့ဒီမှာလဲဒေါသထွက်နေတဲ့လူအုပ်ကြီးကလည်းဘယ်စီကလာမှမသိဖြစ်ကုန်ပါလေသူတို့မွေးထားတာလေအာစာလည်းသူတို့မွေးထားတာလေဟုတ်ပြီနော်အခုလက်ရှိနေတဲ့နော်RSဆိုတော့ဘာလို့လဲဘာဖြစ်ဖြစ်သူတို့ ਨੇ inline ဖြစ်နေတာလေအဲ့ဒါတွေကိုကျွန်တော်တို့ရိုညာခေါင်းဆောင်နေနေရလေအထူးသတိချက်ပြီးတော့အေးခေါင်းဆောင်နေနဲ့အရကတက်တော်ခေါင်းဆောင်နေနဲ့ဒီခိုင်လူအဖွဲ့အစည်းကိုကုစားပြုတဲ့ခေါင်းဆောင်နေနဲ့တွဲဆုံဆွေးနွေးညှိနှိုင်းပြီးတော့အပြေရှာဖို့အချိန်တန်ပြီ။ဘာကြောင့်လဲဆိုတော့စစ်နိုင်တိုက်ဖို့အရေးကြီးတယ်နော်။ရခိုင်ပြည်တပြည်လုံးကိုတိမ့်လိုက်ဖို့အလွန်တရာမှအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့နော်ရခိုင်ခေါင်းဆောင်တွေရဲ့အေးအရကတက်တော်ခေါင်းဆောင်တွေရဲ့ဒီနိုင်ငံရေးအမျှော်မြင်ပေါ့နော်။နောက်တစ်ခုကစစ်ရေးအရာရည်မှန်းချက်တွေနော်ကျွန်တော်တို့လေးစားတယ်
ဂုဏ်ယူတယ်အခုဒီဘက်မှာအားနည်းနေတဲ့ LPDF တွေနောက်တစ်ခုကတော်လိုင်းအင်အားစုတွေအပေါ်မှာလေသူကသဘောထားကြီးကြီးနဲ့သူကူညီနေတယ်စစ်တမ်းသားအစသူနဲ့တူပူးတွဲပြီးတော့တိုက်နေတာတွေလည်းရှိတယ်ဆိုတော့မကွေးရောဘကိုးရောအရာကိုတော့စဉ်းစားကြည့်ဗျာနော်ရခိုင်ဆက်မှာရှိနေတဲ့နော်စကိုင်းထိပ်ဗျာတကယ်ကြတော့ဗျာငင်းမရပါဘူးဗျာနော်ဆက်ပြီးတော့လည်းကူညီပေးဖို့ဘာကြောင့်လဲဆိုတော့ဒီဘက်မှာ TNL နဲ့ MNDAA သည်30-29စစ်စင်ရေးရဲ့စစ်ရေးနိုင်ငံရေးရီမန်းချက်တွေကိုရောက်ဖို့အတွက်တော်တော်လေးအနှောင့်အယှက်ဖြစ်သွားပြီအခက်အခဲဖြစ်သွားပြီဒီဘက်မှာအေးရအလွန်တရာမှအရေးကြီးသွားပြီတော်လိုင်းရေးတစ်စုံလုံးအတွက်အေးရဲ့အခန်းကဏ္ဍကအလွန်တရာမှအရေးကြီးတယ်အဲ့ဒီအတွက်ကြောင့်အေးအနေနဲ့ဒီဘက်မှာရှိနေတဲ့မြေပြန့်အညာမှာရှိနေတဲ့နော်တော်လိုင်းရေးအင်အားစုတွေနဲ့စုဖွဲ့မှုကောင်းကောင်းနဲ့တပ်ပေါင်းစုပုံစံမျိုးတွေနဲ့အဲ့ဒီမှာတော့နိုင်ငံရေးသဘောတူညီချက်တွေနိုင်ငံရေးဂတိကဝတ်တွေနိုင်ငံရေး MOU တွေခိုင်မာအားကောင်းတဲ့နိုင်ငံရေးမူဝါဒလမ်းစဉ်တွေချမှတ်ပြီးတော့ဒီဘက်မှာလည်းတော်လိုင်းရေးအင်အားစုတွေနဲ့ဒီဘက်မှာလည်း NUG MOD နဲ့အဲ့လိုလုံးမရပါ NUG MOD တခုတည်းနဲ့တော့ကျွန်တော်တို့ကစစ်အနိုင်တိုက်ရေးအတွက်အခုလောလောဆယ်အခုလိုမျိုးအခြေအနေမှာအသုံးဝင်မှုအသုံးတက်မှုအသုံးချမှုကျွန်တော်တို့မမြင်ရဘူးအခက်မသိရင်တားလျှောသွားနိုင်တယ်လို့တစ်ဖက်မှာလည်းတရုတ်ကဖိအားကြောင့်ကျွန်တော်တို့တော်လိုင်းရေးတစ်စုံလုံးအတွက်တားကြောဖြတ်စီတဲ့လောက်ရမျိုးတွေတရုတ်ဘက်ကနေပြီးတော့စတင်ဆောင်ရွက်လာပြီဝါကို fuse ခံပြီးတော့ဝါကိုဂျားခံပြီးတော့လှုပ်လာတော့ကျွန်တော်တို့အလွန်တရာမှာစိုးရိမ်ပူပန်နဲ့အဲ့အတွက်တော့ဒီခေါင်းစဉ်အရာဆိုရင်ကျွန်တော်တို့စစ်အနိုင်တိုက်ရေးတွေနော် EE ရဲ့ပြောဆိုပြုမှုစစ်ရေးအရာနိုင်ငံရေးအရာဟုတ်ပြီနော်ဆောင်ရွက်ချက်တွေကိုကျွန်တော်တို့ကအတူယူဖို့လိုတယ်အဲ့ဒီအတွက်ကြောင့်မလို့တိတ်မကြခင်တော့ကျွန်တော်မှတ်မှတ်ရရပါတော့ကျွန်တော်တို့ဩဂတ်စ်လ25ရက်နေ့မှာမြောက်ဦးကိုရဲဆက်ဘုံကျဲတယ်ဗျာစဉ်းစားကြည့်တတိရှိရင်တရေဘောမကြောင်ကြီးနော်တရေဘောမကြောင်ကြီးတတိရှိတယ်ဆိုရင်အေယိုတက်သူလည်းလက်နဲ့ကင်ထားတာမင်းတို့လည်းလက်နဲ့ကင်ထားတာဆိုတော့အခုအဲ့လိုမဟုတ်ဘဲနဲ့ဗျာကျွန်တော်တို့ရခိုင်ပြည်သူတွေကိုညာကြီးတော့17နာရီနဲ့25မိနစ်အိမ်မောကြနေတဲ့အချိန်မှာဗျာဘုံကျဲတယ်ဗျာမြောက်ဦးနော်ဆိုတော့အဲ့ဒီမှာနေကျွန်တော်တို့ရှင်အရွယ်မရောက်သေးတဲ့ကလေး9ဦးအပါဝင်ဗျာကျွန်တော်တို့ရခိုင်ပြည်သူ12ဦးဗျာစဉ်းစားကြည့်နော်အယောက်20လောက်ကဒဏ်ရာတွေရတယ်ဗျာနော်ရတဲ့ဒဏ်ရာရတဲ့ထဲကလည်းနော်အသက်ပါသွားတာတွေလည်းမနေဘူးပေါ့နော်ဆိုတော့အညိုတေးကြီးနဲ့အခုလက်ရှိနော်ဖိအားပေးနေတာဒီလေရွေးကောက်ပွဲလုပ်ဖို့အတွက်အေကပြက်သားရွေးကောက်ပွဲနဲ့ပတ်သက်လို့စန့်ကျင်တာပြီးသားနော်ဒါကြောင့်အချိန်မရွေးအေကိုလည်းအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြီးညာပြီးတော့မတရားသည့်ကြီးညာနိုင်တယ်ပါအရှိမ KNU ကိုနှစ်ခုနော်အကြမ်းဖက်အဖွဲ့အစည်းဖြစ်မင်းလေးပြောလိုက်သေးတာသူတို့ကအကြမ်းဖက်သမားကဟုတ်ပြီနော်မင်းတို့အကြမ်းဖက်ပါတယ်ဆိုပြီးတော့ဗျာခိုင်ရမ်းပြောရင်ဗျာနော်ဟောင်းတာဟုတ်ပြီနော်ဟောင်းတာဆိုတဲ့အခါကျတော့ပြီးတော့သူကပြောသေးတယ်တောင်းချမ်းသူတွေတဲ့ဆိုတော့အဲ့ဒီအတွက်ကြောင့်လို့ဘာပဲပြောကျွန်တော်တို့တော်လိုင်းရေးတစ်စုံလုံးအတွက်အေးသည်အဓိကအခန်းကဏ္ဍကနေပြီးတော့ပါဝင်နေတဲ့အတွက်အေးအနေနဲ့ဆက်လက်ဥဆောင်ပြီးတော့အခုလိုမျိုးနော်အင်အားနည်းနေတဲ့လက်နဲ့ခဲယမ်းနော်နောက်တစ်ခါစစ်ရေးစွမ်းရည်နည်းနေတဲ့ဟုတ်ပြီနော်ကျွန်တော်တို့ရခိုင်ပဲခူးအဆက်ရခိုင်မကွေးအဆက်ရခိုင်အေယာဝတီအဆက်ပေါ့နော်အဲ့ဒီကတော်လိုင်းအင်အားစုတွေလည်းဆက်လက်ကူညီပါနော် NUG ပဲလဲကျွန်တော်တို့ကတော်လိုင်းရေးတစ်စုံလုံးဥဆောင်မှုဟုတ်ပြီနော်အခန်းကဏ္ဍမှာလောလောဆယ်မရှိသေးတဲ့အတွက်အေးအနေနဲ့လည်းအပြည့်အဝဟုတ်ပြီနော်အေးမှာရှိနေတဲ့နော်အင်အားတွေပေါ့ဗျာနော်ကူညီထိုက်တဲ့စစ်ရေးနဲ့ပတ်သက်တဲ့ဟုတ်ပြီနော် accessory တွေပေါ့နော်ဒါ tools တွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်လို့လေကူညီဆောင်ရွက်ပေးဖို့နဲ့အတူအေးအပေါ်မှာဒီပြည်သူလူထုရဲ့ထောက်ခံမှုနော်ရခိုင်ပြည်ထဲမှာရှိနေတဲ့ရိုဟင်ဂျာလူအဖွဲ့အစည်းနဲ့အေးလူအဖွဲ့အစည်းကြားမှာလဲလူမှုသားစရာဖြစ်မှုများတဲ့အတူငြိမ်းချမ်းသာအတူရှင်တွဲနေထိုင်ရေးအတွက်နှစ်ဖက်ခေါင်းဆောင်တွေအခုချိန်တွေကနေစပြီးတော့တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးတော့နော်တော်လိုင်းရေးတစ်စုံလုံးနော်အောင်မြင်ဖို့အတွက်ကိုဒီအချိန်မှာကျွန်တော်တို့ကစုစုစည်းစည်းညီညွတ်နဲ့မရှိမဖြစ်လိုအပ်နေတဲ့ view ဟာမြောက်မဟာမိတ်တပ်ပေါင်းစုကိုအများတိဆောက်ပြီးတော့အောင်ပွဲခံကြပါစို့လို့တရားစာပိုင်းနဲ့ကျွန်တော်ရဲ့ဒီနေ့နိုင်ငံရေးသုံးသပ်ချက်ပေါ့နော်ဒါဆွေးနွေးမှုကို
ကျွန်တော်ဒီမှာပဲအဆုံးသတ်ပြအားလုံးဘေးကင်းလုံခြုံကြပါစေလို့ဆန္ဒပြုပါတယ်မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာ